Hello Hello တကယ်ကျွန်တော်အားလုံးပဲမင်္ဂလာပါဗျကျွန်တော်မနေ့ကဈေးပြီးတော့ဒီနေ့ကျွန်တော်အိမ်ထိလာပြီးသွားတဲ့ကြောက်လို့ကျွန်တော်ပြချင်လို့ဒါတော့ကြောက်ခွန်ပေါ်လာတယ်ကြောက်ခွန်ကိုတရားလေးကြည့်အောင်ဒီရပိုင်းတော့ကျွန်တော်ဝိုင်းနေတွားပြမှာမဟုတ်ဘူးအိမ်မှာပဲ holiday လုပ်နေတယ်ဝိုင်းနေတွားတဲ့နေ့ကျမှဒါလေးကိုကျွန်တော်စွာချက်လုပ်မှာဒါတော့အခွန်ပုံစံလေးပါအခွန်တော်လာတယ်တော့မဲ့ဆိုကြောက်ကဖြစ်တဲ့တော့မဖြစ်သွားဘူးလို့ပြောတာကြောက်ခွန်တော်လာနော်ကြောက်ပြောမယ်ဆိုလို့ရှိရင်မှန်းလာတော့မဖြစ်တော့ကျွန်တော်တို့ဒီဖြတ်သားအတိုင်းလေးပဲဝယ်တာပါဒီလိုအယောင်တင်းပြီးသားလေးပဲဒါတော့အကုန်ပုံစံလေးပြောမယ်ဆိုရမ်းဖြတ်သွားတယ်လို့ပြောတာမင်းတို့မြင်ရလားမသိဘူးရမ်းဒီမှာပြဒါအဖုံးလေးဒါအဖုံးပုံစံဖုံးတူ这就是这样的。哎，咱们这个，这个还没有写着。哪有这么累嘛的呀？啊？咱们这真的。သူ့အနာဒါမျိုးတွားနေတာဒီပုံစံမျိုးတွားဒီအနာလမ်းကြောင်းကဒီမှာလည်းရှိတယ်ဒီမှာဒီနားမှာပဲရက်ဒါဒီနားမှာရက်ကျွန်တော်ဒါမျိုးတွားချက်ထုတ်ရတဲ့ခါကျရင်ထပ်တိုးမလားအဲ့ဒါပဲကျွန်တော်ကြည့်ရအောင်နာရှင်းတော့လည်းကြာငါကောင်းဖြစ်တယ်ဝါတော့ဟဲ့နော်နောက်လွှာချက်မှာအခြေအနေကောင်းအောင်မျှော်လင့်ရတာပဲကြာကျွန်တော်တို့ဒီပုံစံလေးဖြစ်သွားဘူးလူပဲမျှော်လင့်ရတာပေါ့ဗျာဒီကြောက်လေးလုံးလာပြတာဗျဒီရပိုင်းတော့ကျွန်တော်အိမ်မှာပဲရှိနေမှာဗျအိမ်မှာပဲငွေနေရမှာပေါ့နောက်ဖေးဝင်လိုက်အိမ်ရှင်းဝင်လိုက်နဲ့ကဲတကယ်ချင်းတော့ဘိုင်ဘိုင်ကဲဒီနေ့တော့မဲသားနှစ်လှုပ်ရှားတယ်မဲသားနှစ်ဒီတော့လုံးမသွားဘူးမဲသားနှစ်ရယ်ပြီးရင်ပူလိုက်တာဒါတာကူကျူနေတာတာကူကျူတယ်ဒီမှာပေါ့တာကူရယ်ပစုံဥရယ်ပြီးရင်မှငါဖဲတုံးတယ် ဟ
နောက်ခံလို့လည်းအရှင်တို့ကြည့် ဒါကြတော့ဒိန်ချင်းကိုဘသာကိုအိမ်မှာနူးကြူပြီးတော့ဒိန်အချင်းဖောက်ထားတာဒိန်ချင်းလေးဒါဒိန်ချင်းနောက်ကမျိုးဒီကြောဒါလေးကမှောက်အောင်ဒါမလာအနှစ်ဟိုစပိုင်းစီပေါ့ဟိုအဲ့လို